ကိုယ်စီးပွားရေးလုပ်တဲ့သူတွေတော်တော်များများမှားနေတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကိုကအကောင်းဆုံးကုန်ပစ္စည်းတစ်ခုကိုထုတ်လို့ရောင်းချလိုက်မယ်ဒါမှမဟုတ်ဘဲနဲ့ကိုကအကောင်းဆုံးကုန်ပစ္စည်းတစ်ခုကိုဝယ်ယူရောင်းချလိုက်မယ်ဆိုလို့ရှိရင်ဒီကုန်ပစ္စည်းရဲ့ကောင်းမွန်တဲ့အရေးအသွေးကြောင့်ဈေးကွက်ထဲမှာနေရာရမယ်လို့ထင်တတ်ကြတယ်တကယ်တော့အဲ့ဒါအပြည့်အဝတော့မမှန်ပါဘူးဗျအားလုံးမင်္ဂလာပါစီးစတဲ့ကြတဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းတွေရဲ့စီးပွားရေးနဲ့ marketing ဘိုင်းကိုတိုးတက်အောင်ပြင်ပေးနေတဲ့အောင်ကုန်ဖြစ်ပါတယ်သူများတွေရောင်းနေရတဲ့ product တစ်ခုတော့ကိုယူရောင်းရင်တနေ့တာရောင်းအောင်မရှိတာမျိုးတွေဖြစ်တယ်အဲ့ဒါဘာလို့လဲဆိုလို့ရှိရင် marketing မကောင်းလို့ပါတချို့သောလုပ်ငန်းတွေကကြတော့ရောင်းနေရတယ်ရောင်းရတယ်ပြဿနာကဘာလဲဆိုရင်မျက်မှန်းမသိမျက်တယ်လို့မမျက်တယ်လို့ဘာမှဆောက်ကျွန်တော်တို့ရောင်းရ share ကောင်းတယ်ဒါကုန်လို့ရှိရင်စည်ရင်းချုပ်လိုက်လို့ရှိရင်ပတ်သက်ပြတယ်မရှိဘူးအဲ့ဒါဘယ်ဘိုင်းမှာအားနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ financial ဘိုင်းမှာအားနေတဲ့ကြောင့်မလို့ဖြစ်တယ်တချို့ကကြတော့ရောင်းအားကိုတင်လို့ရတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုကိုယ့်ရဲ့ team ကလူတွေကမလိုက်နိုင်ဘူးကိုကနည်းနည်း marketing လုပ်တာဖြစ်တခုဖြစ်ရှေ့ကနေပြေးလိုက်ပြီဆိုလို့ရှိရင်ရောင်းအားတွေတကုံတက်လာပြီဆိုရင်ကိုတင်ရလူတွေဘလုံးသုံးရတွေဖြစ်အကုန်ပေါက်ရတွေဖြစ်ထုတ်ပြီးမှားပူတာလိပ်စာတွေမှားပူတာဟိုတွေဖြစ်တာဒီရတွေဖြစ်တာအဲ့လိုတွေဖြစ်တာဘာလို့လဲဆိုရင်ကျွန်တော်တို့က operation မနိုင်ဘူးစီးပွားရေးလုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာကကျွန်တော်တို့အဖက်ဖက်ကနေပြီးတော့ balance ဖြစ်နေဖို့လိုတယ်တစ်ဖက်ဖက်မှာလက်ဟာပြီးဆိုတာနဲ့လုပ်ငန်းကတိတ်ပြီးတော့အဆင်မပြေဘူးမိတ်ဆွေတို့စီးပွားရေးလုပ်ငန်းလုပ်နေတယ်ဆိုလို့ရှိရင် marketing ဘိုင်းကိုလည်းနားလည်ဖို့လိုတယ်ဝန်ထမ်းတွေကျွမ်းကျင်လုပ်နိုင်ဖို့နဲ့ဝန်ထမ်းတွေကိုတည်မြဲအောင်ထိန်းသိမ်းထားနိုင်ဖို့ HR ဘိုင်းကိုလည်းတည်ဖို့လိုတယ်ထို့အတူရောင်းရှုံးရောင်းဝယ်မမြိုင်မဖြစ်အောင် financial ဘိုင်းကိုလည်းနိုင်ဖို့လိုတယ်စီးပွားရေးနဲ့တူအောင်လုပ်မယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်တဲ့ပညာရပ်တွေကိုအခြေခံလောက်တော့သိထားဖို့ပေါ့လိုတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့လုပ်နေမယ်ဆိုလို့ရှိရင်လုပ်တာလုပ်မောတာမောထင်တဲ့လောက်မတိုးတက်တာမျိုးဖြစ်နိုင်ပါတယ်ကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ဒီလောက်ပါခင်ဗျဟုတ်ကဲ့ပါဆိုတော့နောက်ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်ဗျာ